ဒီနေ့အခြေခံကွန်ပျူတာလေးပြပေးမှာကတော့ Start menu ကသွားပြီးတော့ Microsoft ဖိုင်ဖွင့်မှာဖြစ်ပါတယ်။ Microsoft မှာတော့စာရေးစာစီစာရိုက်ပေါ့အမြန်ဆုံးစာရေးတဲ့နေရာပေါ့ဒီပေါ်မှာကိုကကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်သွားပြီဆိုလည်းဒီဇိုင်းတွေပါပေါ့ဆွဲနိုင်လို့ရပါတယ်ဆွဲလို့ရပါတယ် color design ပါနဲ့ Photoshop ၄ပါးပေါ့နော်ဆွဲလို့ရပါတယ် Microsoft Home tab Home tab မှာယင်းနေ့ပြခဲ့တဲ့ font group ပြပြီးတော့ပြီ paragraph group ပြပြီးတော့ပြီနော်ဒါ paragraph box ပေါ့ paragraph box ကတော့သူ alignment ချိန်တာတော့ center တော့ပေါ့နော် general alignment outline ချိန်တာဒီ group ထဲမှာတော့ဒါတွေကပြပြီးသားပေါ့ center tab left tab right tab justify နော်ဘယ်ညာ indent တို့နဲ့ဟာရှိတယ် spacing ရှိမယ် first line spacing ပေါ့ဒီမှာရရှိပြီးသားပေါ့ spacing အပေါ်ပိုင်းနဲ့အောက်ပိုင်းအကွာဝေးပေါ့နော်စာပိုက်ချိန်တဲ့အရာတွေရှိရပါ12.5 တို့6.5 တို့ဒီပေါ်မှာ simple တို့5.1.5 double တို့ပေါ့နော်ချိန်ရဒါပေါင်လေးကနေချိန်လို့တာမန်ဆိုရင်ဒီကနေချိန်လို့ရပါတယ်ဒါအတိကျရင်တော့ဒီပေါင်းမှာ spacing လာချိန်ရတာဒါစာဘက်ချိန်နဲ့ခါတွေမှာလောက်တာပေါ့ဒါ paragraph ပေါ့ဒီဘက်မှာလည်းဖောက်ဘောက်ပေါ့သူဘောက်လည်းbody တဲ့ဖောက် body ဆိုရင်ဒါစောကြည်ပါညာပေါ့ယမင်းပေါ့နော်ယမင်းနဲ့ရိုက်မယ်ဆိုယမင်းပေါ့ဒါ underline ပိုးရှိမယ် regular ရှိမယ် font size 23 34 35 36စသည်ပေါ့120 150 900ပေါ့လေခါကြရင်ဖိတ်စာရွယ်တော့က150
Yes, yes, ha, manja, lali. The time ball, that's the time ball က time ball ကသူ့ရဲ့ပုံစံလေးလိုက်နှိပ်လိုက်ရင်သူ့တိုင်းလေးဖြစ်သွားတယ်ကိုယ်တိုင်တိဆောက်ထားလဲရပါတယ်ကိုယ်တိုင်ပုံဖော်ပြီးတိဆောက်ထားလဲရပါတယ်အဲဒါဖောင်းဆိုင်ရွေးပေါ့ပဲဖောက်ဒီဖောင်းနေဖောင်းဆိုင်ဘယ်လောက်20ပေါ့20ဆိုရင် time ball ကနေပြီးတော့မောနှိပ်မယ်မောကနေပြီးတော့ select နှိပ်ပြီးတော့နာမည်တစ်ခုပေးလိုက်ပေါ့99ပေါ့ဆိုရင်99ပေါ့ပါကျန်တဲ့စာပိုက်တွေဒီတိုင်းပဲပေါ့နှိပ်နေဒီကောင်နှိပ်လိုက်ရင်ဒီတိုင်းပြန်ဖြစ်မှာအော်တိုပေါ့စာပိုက်တွေများတဲ့ကောင်ကသူကပုံတွေလောက်ထားစတိုင်ပေါက်ထဲမှာကစာပိုက်တွေစစ်တဲ့အခါမှာအမြန်ချင်းနေဆိုရင်ပုံတွေပါရာဂရပ်တစ်ခုကိုပုံစံကွက်ချပြီးတော့စတိုင်ပဲခေါ်လိုက်တာပေါ့ကိုနာမည်နဲ့အဲလိုပိုက်လေးဆက်လက်ထောက်ပြီးတော့ကာစာချပြီးတော့ဒီလိုတစ်ချက်နှိပ်လိုက်တာနဲ့မူလပုံစံပဲဖြစ်သွားဖောင်းစတိုင်တင်ဖောင်းစတိုင်ချိန်တော့ဒါပုံတက်တဲ့စတိုင် group save selection new with စတိုင်နေပြီးတော့နာမည်ပေး okay နဲ့အဲဆိုရင်စာပိုက်တွေပြင်လာမြန်ပါတယ်